ဒီအပိုင်းလေးကပေါ့နော်တော်တော်ကိုအချိုးပြုမယ်လို့ထင်တာပေါ့လေအဲ့တော့အဲ့ဒီခေါင်းစဉ်ရဲ့မာကကြတော့တစ်ချိန်လုံးကသင်ဟာ9 နှစ်သားပါဆိုပြီးတော့လာရှိတယ်အဲ့ဒီမှာဘယ်လိုရေးထားလဲဆိုတော့စာရေးဆရာအမှန်တော့လူငယ်တွေအကြောင်းကိုပြောချင်တာပါတဲ့ဒါပေမဲ့သူတို့အကြောင်းပြောရင်သူတို့ဒီနေ့ဖြစ်တည်နေခြင်းရဲ့အခြေခံဖြစ်တဲ့သူတို့ရဲ့ငယ်ငယ်ရွယ်အချိန်ကိုတော့မေ့ထားလို့မရဘူးတဲ့အဲ့ဒီအရွယ်အချိန်မှာရလာခဲ့တဲ့အတွေ့အကြုံတွေအသည့်တရားတွေဇယိုက်လက္ခဏာတွေနောက်ပြီးလို့ရှိရင်အမှတ်ရစရာတွေဟာတဲ့လူငယ်တွေအရွယ်ကိုရောက်တဲ့အခါမှာအဲ့ဒီအတွေ့အကြုံတွေကသူတို့ရဲ့ပေါ့နော်ပင်ကိုလက္ခဏာတွေအဖြစ်နဲ့တည်ရှိတတ်သွားကြတာပေါ့နော်ဒီဘောက9 နှစ်ကနေဒီ4 5 6 နှစ်9 နှစ်အဲ့ဒီရဲ့မှာရှိတဲ့သူတို့ရဲ့ပင်ကိုလက္ခဏာတွေကတဖြည်းဖြည်းဆွဲပြီးတော့ပေါ့နော်အသက်ကြီးတဲ့အထိအဲ့ဓာတွေကနောက်ပိုင်းမှာသူတို့ရဲ့ပင်ကိုလက္ခဏာတွေဖြစ်တတ်တယ်ဒါကြောင့်အဲ့ဒီအရွယ်ဖြစ်စဉ်မှာကလေးတွေကိုပြန်ပြီးတော့သူတို့ရဲ့အနေအထားလေးတွေကိုနှိုးဆွကြည့်လိုက်မယ်ဆိုရင်လူငယ်ပြည်သူပြောထောင်ရင်လုပ်ငန်းအတွက်ကိုအထောက်ကူပြုလိမ့်မယ်လို့ထင်မိတယ်ဒီတော့အသက်9 နှစ်အရွယ်ကလေးတွေရဲ့ပိစဇယိတ်လက္ခဏာဖြစ်ပုံတွေတိဆောက်ပုံတွေနည်းနည်းလေ့လာမိသလောက်ဆက်ပြီးတော့ပြောပြခြင်းတယ်ပေါ့နော်မိဘတွေအနေနဲ့အသက်9 နှစ်အရွယ်ကလေးတွေရဲ့အလုပ်ရိုးလုပ်စဉ်အလုပ်ကလေးတွေရဲ့အတွေ့အကြုံလေးတွေကိုနေ့တိုင်းမြင်တွေ့နေရတော့ကြာတော့ခါကြတော့ဒါတွေကတာမန်ပါပဲဆိုပြီးတော့ရိုးအီလာတတ်တယ်ကလေးတော်တော်များများဒီအချိန်မှာဆိုရင်တဲ့နော်မူလတန်းကျောင်းတွေကိုသွားဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်အတော်တော်များများကလည်းကင်တာဂါဒန်လို့ခေါ်တဲ့မူကြိုကျောင်းတွေကိုတက်ပြီးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျောင်းတွေကိုရောက်ရင်သူတို့ဘာတွေဆက်လုပ်ရမလဲဆိုတာသိနေကြပြီတဘောကဘာလဲဒီကင်တာဂါဒန်လို့ခေါ်တဲ့မူကြိုကျောင်းတွေကိုထားနေတဲ့ထားခဲ့တဲ့ကလေးတွေအတွက်မူလတန်းကျောင်းသွားမယ်ဆိုရင်သူတို့အတွက်ကဘာမှစိတ်ပူစရာအကြောင်းမရှိဘူးကျောင်းသွားရမှာကိုပြောနေတယ်သူတို့ကအစာကနဦးကရက်တွေလို့စိတ်လှုပ်ရှားနေတာကိုသိမတွေ့ရကလေးတွေအတွက်ကတော့ဒီလိုရိုးအီနေတဲ့အိမ်တွင်းကနေ့စဉ်လှုပ်ရိုးစင်တွေကိုဖောက်ထွက်ပြီးတော့အပြင်ကအသေးစမ်းတွေကိုမြင်တွေ့ရတော့မယ်ဆိုပြီးတော့သူတို့ကပုတ်ပြီးတော့စိတ်ဝင်စားနေတယ်ဒါကြောင့်မလို့ကျောင်းသွားရတော့မယ်ဆိုသူတို့တွေပျော်နေကြတယ်ဒါကြောင့်မလို့ကျောင်းပျော်တဲ့ကလေးတွေကဖြစ်လာတာအမှန်ပဲဟုတ်တယ်လေ3 4 5 နှစ်အိမ်မှာပဲနေရတယ်အဲ့တော့မူကြိုကျောင်းသွားရင်ပထမတော့ငိုယိုကြမှာပေါ့နော်နောက်တော့တဖြည်းဖြည်းနဲ့ကျောင်းမှာနေသားကြတယ်9 နှစ်ရွယ်ကလေးတွေမူလတန်းကျောင်းသွားမယ်ဆိုရင်တော့သူတို့တကယ်ပဲပျော်နေကြမှာကျောင်းမှာအသေးစမ်းတွေတွေ့မယ်တကယ်ချင်းတွေ့မယ်ဆရာမအသစ်တွေနဲ့သင်ကြားပြသမှုအသစ်တွေကိုတွေ့မယ်ဘာတွေလဲသူတို့တွေသိကျင်ကြတယ်ဒါကြောင့်ဒါတွေကအများအဖြစ်အဲ့ဒီအရွယ်မှာတွေ့ရတတ်တာပေါ့နော်ဒါပေမဲ့ဆရာမတွေကကျောင်းကိုကလေးတွေအတွက်ပျော်စရာဖြစ်အောင်ဖန်တီးပေးနိုင်ခဲ့ကလေးတွေဟာတကယ်ပဲကျောင်းပျော်ဖြစ်သွားမှာအမှန်ပဲဒါပေမဲ့ကျောင်းသွားဖို့ကြောက်တတ်တဲ့ကလေးတွေအတွက်တော့ကျောင်းဟာတနည်းအားဖြင့်ကြောက်စရာတော့မဟုတ်အလုရှုပ်စရာလို့သူတို့တွေကထင်မြင်တတ်ကြတယ်ဒါကိုတော့မိဘတွေရောဆရာတွေရောသတိထားဖို့အတွက်လိုအပ်တယ်ဒါမှမဟုတ်ရင်ကလေးငယ်တွေဟာမိဘတွေနဲ့ဆရာမတွေအကြားမှာကျောင်းတလက်အိမ်တလက်နဲ့အလုရှုပ်နေတဲ့9 နှစ်အရွယ်ကလေးတွေဖြစ်နေတတ်တာကိုတွေ့မြင်ရတယ်။ကျောင်းမှာငိုလို့အိမ်ကိုဖုံးဆက်အမေလုပ်တဲ့လူကပြန်လာခေါ်တရက်နေ့ကနေကျောင်းပြန်ဖို့ဆိုတော့ဒီအခြေအနေမျိုးလေးတွေကဘာကြောင့်လဲဆိုတော့ဒီကလေးလေးတွေကကျောင်းမှာနေတတ်တဲ့အသားမကျတဲ့ကလေးတွေဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ်။တကယ်တော့ဒီအရွယ်ကလေးတွေကအစားအသောက်နဲ့ပတ်သက်လာမယ်ဆိုလို့ရှိရင်လေတမျိုးတစ်ပုံဖြစ်လာတာကိုတွေ့ရတယ်သတိထားမိလိမ့်မယ်တဲ့။သူတို့ကအစားတစ်မျိုးကိုနှစ်သက်နဲ့ကုန်းမင်ဆွဲလာစားတောက်ခြင်းနဲ့စိတ်မျိုးဝင်လာတတ်တဲ့အချိန်တွေဖြစ်တယ်။မိဘလေ့ကျင့်ပေးရမှာပေါ့နော်ဒီအချိန်မျိုးတွေမှာအတူတူဖြစ်ငယ်စဉ်ကနိုးတို့ဟင်းသီးဟင်းရွက်အသီးအနှံတွေကိုတကြွနဲ့ဝါစားလေးရှိတဲ့ကလေးတွေဟာ9 နှစ်အရွယ်ကိုရောက်လာပြီဆိုရင်ထောပတ်တို့မဆလာတို့နဲ့ချက်တဲ့သမင်းဟင်းတွေကောင်းကိုဆွဲလာစားတောက်ခြင်းနဲ့စိတ်တွေဖြစ်လာတတ်တာကိုတွေ့ရတယ်။အစကနဦးမှာတော့ဟင်းသီးဟင်းရဲ့ကျွေးမစားခြင်းဘူးထောပတ်နဲ့ချက်တဲ့သမင်းဟင်းတွေကျွေးမစားခြင်းဘူးအဲမလို့နည်းနဲ့လေ့ကျင့်ပေးတဲ့အခါကျတော့
ကလေးက3 4 5နှစ်တည်းကနည်းစားတတ်လာမယ်ဆိုရင်9နှစ်အရွယ်ရောက်လာတယ်ပြီဆိုရင်သူကခုနပြောတယ်အထူးသဖြင့်သူတို့ကိုယ်မှာဟာလာအာဟာရဖြစ်စေမယ်အထူးသဖြင့်ဒီ vegetable တွေကိုကောင်းကောင်းစားတတ်တဲ့စိတ်ဖြစ်လာမှာသိကြတာပေါ့နော်ဒါနဲ့တစ်ဆက်တည်းပဲသူတို့ကသမင်းချက်နေတဲ့မိဘတွေကိုလည်းကူညီခြင်းတဲ့စိတ်တွေဖြစ်လာတတ်တယ်အဲ့တော့ငါမိဘချက်လဲပြုတ်လဲစားတော့ပြီးတဲ့ပကံတွေလဲဆေးနေတယ်ဆိုတော့သူကမိဘကိုကြည့်ပြီးတော့လေသနာကျင်လာတဲ့စိတ်တွေနဲ့မိဘတွေကိုဝိုင်းကူပေးတာသမင်းစားပြီးဆိုလို့ရှိရင်ပကံတွေကိုခုံပေါ်မှာပြစ်မထားတော့အဲခုံပေါ်ကမှပြီးတော့အမေဆေးနေတဲ့ပကံစင်နာကိုယူသွားပြီးတော့ချပေးတဲ့ကလေးတွေလည်းတွေ့ဘူးလေဒါတွေကဘာလဲဆိုတဲ့အခါကျတော့မိဘတွေရဲ့ training တွေပေါ့နော်အထူးသဖြင့်ဒီလို၄ ၅နှစ်အရွယ်မှာ train လုပ်ထားလိုက်10နှစ်9နှစ်10နှစ်15နှစ်ရောက်တဲ့အခါမှာအဲ့ဒီချိန်ကျမှသူက train လုပ်ရင်မိဘတွေကမောတယ်သူတို့တွေကအသားမကျတဲ့အခါကျတော့မလုပ်ချင်တော့မိဘတွေလှုပ်လိုက်မယ်ဆိုပြီးတော့ပြစ်ထားတော့မမောဘူးလားအဲ့လိုကူညီခြင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါကျလို့ရှိရင်သမင်းပကံတွေကိုကူညီတဲ့ပေးမယ်ဆေးပေးမယ်ဇွန်ခရင်တွေကိုလိုက်လံပြီးတော့သိသိပေးမယ်ပြီးတော့သမင်းစားတဲ့အခါမှာမိဘတွေတငယ်ချင်းတွေပြန်အခြားသူတွေနဲ့သမင်းစားနေရင်စကားပြောခြင်းတဲ့စိတ်တွေလည်းဖြစ်လာတတ်အဲ့တော့တချို့တွေဆိုရင်သိတဲ့အတိုင်းပဲသမင်းကိုမြဲစားပြီးတော့3 4မိနစ်နဲ့စားပြီးတော့ပြီးသွားတယ်ဒါပေမဲ့တချို့မိဘတွေအိမ်တွေမှာကလေးတွေကိုဟာလာစားရင်တောက်ရင်နဲ့ဟာလာအကျိုးအကြောင်းစီလျော်တဲ့အကြောင်းကလေးတွေပြောရင်းဆိုရင်လည်းကလေးတွေကဒါကိုလမ်းလို့ဒီ9နှစ်အရွယ်ကလေးလေးတွေဆိုတာကဒီအချိန်မှာသူတို့တွေကစနစ်တကျနဲ့ငါမိဘဘာတွေပြောလဲငါဦးလေးတွေငါအတော်တွေသူတို့တွေဘာတွေပြောလဲစားရင်တောက်ရင်နဲ့စိတ်လည်းအပန်းဖြေနောက်ပြောခြင်းတဲ့အကြောင်းအရာတွေလည်းပြောပြသွားတာကိုတွေ့ရတယ်။ဒါကြောင့်မလို့တချို့တွေဆိုလို့ရှိရင်ထမင်းဆိုင်နဲ့စကားပြောတာကိုခုံမင်းလာတတ်တာကိုလည်းတွေ့ရတယ်တဲ့။ဒါကြောင့်မလို့ဒီအရွယ်မှာသူတို့ကိုယဉ်ကျေးမှုဆိုင်ရာအကြောင်းလေးတွေကိုသင်ပေးတဲ့အခါမှာအကောင်းဆုံးအချိန်နဲ့ဖြစ်မယ်လို့ယူဆတာပေါ့နော်အဲ့တော့ဒီ၄ 5 6နှစ်အရွယ်ဆိုတဲ့ကလေးတွေအတူတူပဲဒီနေ့9နှစ်အရွယ်ကလေးတွေအကြောင်းပြောတဲ့အခါကဲကောင်းပြီသမင်းကိုဘယ်လိုစားသမင်းစည်းကိုအောက်ကိုမကျအောင်ဟလာဘယ်လိုအကျသွားရင်လည်းကောက်ထက်အဲ့ဒီလိုဟာမျိုးဒါမှမဟုတ်တ िश ူးကိုသုံးလက်တော့ပွားကိုသုံးစပွဲခုံပေါ်မှာဟင်းနေပါလေအပေမဖြစ်စေနဲ့ဟောကလေးကငယ်တည်းက train လုပ်ထားတဲ့အခါကျတော့သူကစားတတ်လာတယ်တောက်တတ်လာတယ်တက်ရနဲ့သူအစားအသောက်တွေကိုစားတောက်လာဗဇတ်တွေမှာမပေသေးနဲ့အဲ့တော့ဗဇတ်တွေထမင်းထဲတဲ့အခါမှာလည်းပလုတ်ပလောင်းနဲ့မစားတော့ဘူးမထဲတော့ဘူးနာပြောခဲ့တယ်လို့ပတ်ဝန်းကျင်မှာရှိတဲ့ဗဇတ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အစားအသောက်တွေကိုလည်းတီရှူးလေးတွေနဲ့စနစ်တကျတုတ်တက်ပြီးတော့တက်ရနေတတ်လာတဲ့ကလေးတွေဖြစ်တယ်ဒါတွေကဒီရွယ်မှာမိဘတွေအနေနဲ့တတိထားပြီးတော့သင်ပေးဖို့အတွက်ကိုလိုအပ်တယ်မဟုတ်ရင်ကိုယ်ကလေးရဲ့အနေထားအခြားအိမ်တွေသွားတဲ့အခါမှာစားတဲ့တောက်တဲ့အခါမှာကိုယ်ကလေးရဲ့ဖြစ်ကလဆန်နေတဲ့အကျင့်တွေပေတေနဲ့စားတောက်တတ်တဲ့အကျင့်တွေသူများအိမ်မှာသူများအိမ်ရဲ့စပွဲတွေခုံတွေကိုညင်ပတ်နဲ့အဲ့လိုလှုပ်ပြတဲ့ကလေးတွေဆိုရင်သူ့ရဲ့မိဘတွေဟာဘလောက်စိတ်ညစ်စရာကောင်းမလဲပေါ့နော်ဒါကိုကစဉ်းစားကြည့်လို့ရတယ်အဲ့ဒီတိုင်းပဲနောက်ပြီးတော့အဲ့လိုပေါ့နော်တဲ့အသက်9နှစ်ရောက်ပြီဆိုရင်သူတို့တွေကနေ့လည်နေခင်းအချိန်တွေမှာအိတ်တက်တဲ့အချင်းတွေဟာပျောက်သွားတတ်တယ်တဲ့။ဘာလို့လဲဆိုတော့တနေ့ကုန်သူကစော့ကစားပြီးတော့စားမယ်ကစားမယ်ခုံမယ်ပြေးမယ်လွှားမယ်ပို့ပြီးတော့လှုပ်လာတယ်။အဲ့တော့အဲ့ဒီအရွယ်ကလေးတွေမှာဘာဖြစ်လဲဆိုတော့အေးရေးမဝတဲ့ပြဿနာတွေလည်းဖြစ်တတ်တယ်။နော်တဲ့ဒါကြောင့်မို့အဲ့ဒီအရွယ်ကလေးတွေကိုစောစောအိတ်တက်တဲ့အချင်းရဖို့အတွက်လေ့ကျင့်ပေးရတနေ့လုံးစော့ကစားနေ9နှစ်ဆိုတော့ဖြက်လက်လာပြီးတွက်လက်လာအုံနောက်ကလည်းပြေးလာအဲ့တော့ခုနပြောလို့ဟိုမှာသွားမယ်ဟိုစဆွဲမယ်ဒီစဆွဲမယ်ဟိုပြေးမယ်ဒီပြေးမယ်ကနန်းကိုမငြိမ်ဘူးတခါလည်းမိဘတွေမျက်စိရှုပ်ဟောစကားလည်းအများကြီးပြောမယ်အဲ့တော့အဲ့လိုဆိုရင်ဒီကလေးတွေကအနည်းဆုံး8နာရီလောက်သူအိတ်တင်တာပေါ့နော်အဲ့တော့သူမအိပ်ရဘူးဆိုရင်အိပ်ရေးမဝဘူးဖြစ်တယ်အဲ့တော့တဲ့သူကဆက်ရေးတယ်အမှန်တော့ဒီကလေးငယ်တွေကတနေ့ကို8နာရီလောက်အိပ်ဖို့လိုအပ်တယ်9နှစ်ရွယ်ကလေးတချို့က10နာရီလောက်မှအိပ်ရေးဝတတ်တာကိုလည်းတွေ့ရတယ်ဒီကလေးတွေရဲ့လိုအပ်ချက်ပေါ့ဒီဘယ်အသက်အရွယ်မှာဘယ်လောက်အိပ်ရမလဲဒါလေးတွေကိုဟိုသိရမှာပေါ့နော်ဒီတော့သူတို့အိပ်ရင်အိပ်တယ်လို့သူတို့ကျမ်းမာရေးဟိုကောင်းမွန်စေတယ်လို့
အုံနောက်နဲ့အသည့်စွမ်းအားနောက်ပြီးတော့ဖတ်တတ်မှတ်တတ်တဲ့စိတ်စွမ်းအားအုံနောက်စွမ်းအားတွေကလည်းတိုးတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်တဲ့အဲကြောင့်မလို့ဒီအချိန်မှာကျွန်တော်တို့ကကလေးတွေကိုကြည့်ရင်လည်းကိုကသိရငါသားငါသမီးလေးဟာအေးရေးဝလားမဝလားပေါ့နော်လိုအပ်ချက်တွေကိုမိဘတတိထားရမယ်အဲ့တော့အေးရေးမဝတဲ့ကလေးတွေကနောက်နေ့ကျရင်မျက်စိဟောက်ပဲနဲ့နော်အဲ့ဒီပြင်ကိုဘယ်အလုပ်ကိုမှသူကစိတ်မဝင်စားတော့ဟုတ်လားကိုကဂျစ်တစ်တစ်ပေတစ်တစ်ဖြစ်နေမယ်မသွားခြင်းမလာခြင်းမဝေးခြင်းမစားခြင်းတခုခုတော့သူ့မှာပြဿနာရှိတနည်းအားဖြင့်သူ့ကိုကြည့်ရင်သူ့မှာအင်အားရုပ်လျှော့နေတဲ့သဘောတွေကိုတွေ့ရတဲ့အတွက်သူကဘာမှလှုပ်ချင်တဲ့စိတ်မရှိတော့ဘူးဖြစ်နေတာကိုလည်းတွေ့ရနိုင်ပါတယ်ဒါကြောင့်မလို့ညအိပ်ပြီးရင်တောက်လျှောက်အိပ်ဖို့လိုအပ်တဲ့အတွက်အိပ်ခန်းကိုလည်းတန်တန်ရှင်းရှင်းထားဖို့အပူအေးမျှတတဲ့အခန်းဖြစ်ဖို့ချင်းကောင်းရင်ကောင်းတွေကနေကင်းဝေးဖို့အတွက်ကိုလည်းသတိထားရမှာပါတဲ့အဲ့တော့သိတဲ့အတိုင်းပဲလေတချို့ကကလေးအိပ်ပြီဆိုလို့ရှိရင်ပြီးရောခုနပြောခဲ့သလိုပြစ်ထားလိုက်တယ် no if you really want your child to be healthy ကလေးကတကယ်ပဲကျန်းကျန်းမာမာနဲ့တန်တန်ဆွမ်းဆွမ်းဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မလုပ်သင့်အဲ့တော့ကလေးကိုပြီးမဆိုင်သင့်ဘူးလားကိုမွေးထားတဲ့သားသမီးဆိုတဲ့နောက်တော့ကိုသားသမီးကိုဂရုစိုက်ရမှာဒါအရေးကြီးတယ်လေ right အဲ့အတွက်ကြောင့်မလို့ခုနပြောခဲ့တဲ့အိတ်ခမ်းအိယာအိတ်ခင်းခေါင်းအောင်ဘယ်လိုထားတယ်ဒါလေးတွေကိုလည်းကိုကဂရုစိုက်ဖို့အတွက်ကိုအရေးကြီးတယ်နော်အဲ့တော့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့သတိထားတဲ့အကြောင်းအရာအရန်ကိုအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ဒါပြောပြတာပေါ့နော်အဲ့တော့ဒီအရွယ်မှာဒီကလေးကိုတနည်းအားဖြင့်အိယာဝင်တဲ့အချိန်မှာလည်းသူ့ကို training တစ်ခုဖြစ်စေတယ်ဟာလားအိယာကိုဘယ်လိုတန်တန်ပြန့်ထားရမလဲကောင်းကိုဘယ်လိုတန်တန်ပြန့်ထားရမလဲနောက်ပြီးလို့ရှိရင်အိယာဘေးမှာအမိုက်တရိုက်မရှိရအောင်เนาะခြေနှောင်ပါညာသုံးမယ်ဆိုလို့ရှိရင်လည်းကြာနာနာဖိနာပြောလို့ချင်းမဝဲအောင်ဘယ်လိုထားရမလဲမနက်မိုးလင်းအိယာကထပြီဆိုလို့ရှိရင်လည်းကိုယ်ကလေးကိုခေါင်းနဲ့အိယာတခါတည်းဘယ်လိုတတ်တရသူ့နေရာနဲ့သူထားတတ်ဆောင်ဆိုလို့ရှိရင်လည်းပြန်ခောက်ပြီးတော့ခြေရင်းမှာတတ်တရထားအဲ့တော့အဲ့ဒါလေးကိုမိဘကအရှိကနဲ့တစ်ခေါက်နှစ်ခေါက်လိုက်လို့ပြရင်ငါသားလေးလိမ်မာလိုက်တာငါသားလေးရဲ့အိယာလေးကတခါတည်းတတ်ရနဲ့တော်တော်ကြည့်လို့ကောင်းတယ်ကလေးကဝမ်းတာတယ်အဲ့ဒီအကျင့်ကသူတည်တဲ့အထိပါသွားတယ်အဲ့တော့အဲ့ဒီကလေးကဒီကလေးရဲ့ထိမ့်သိမ့်ခဲ့တဲ့မိဘတွေရဲ့အနေအထားကိုခံမှန်းလို့ရသွားတာပေါ့နော်အဲကြောင့်မလို့ဒီဟာလေးကိုလည်းသတိထားသင့်တာပေါ့အဲ့တိုင်းပဲနောက်ပြီးတော့တချို့မိဘတွေကလေးတွေကိုညှထပ်ပြီးနောက်ဖေးသွားတဲ့အချိန်မှာတဲ့စိုးရိမ်တဲ့အတွက်နို့တို့ဘာတို့တိုက်တာတွေအိတ်ခံကြီးမလုပ်ကြဘူးနော်အဲ့တော့အဲ့ဒီမှာကလေးတွေအပေါ်မူတည်တယ်တဲ့အဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့တနည်းအားဖြင့်ပေါ့နော်ကလေးတွေ4-5 နာရီလောက်ညနေပိုင်းဆိုထမင်းကျွေးလိုက်ထမင်းကျွေးလိုက်ပြီးတော့တခါအိတ်ခါနီးပါညာဆိုလို့ရှိရင်လည်းဖြစ်တင်တာပေါ့လေဒီကလေးကိုနည်းနည်းအစာအနည်းငယ်ပေါ့နော်မုတ်ကလေးပါလေးကျွေးမယ်နှုတ်လေးပါလေးတိုက်မယ်ဆိုရင်ဒီကလေးကညတကောင်မှာဗိုက်စာလို့မနိုးတော့တောက်လျှောက်ဗိုက်ပြည့်နေပြီဆိုတော့တောက်လျှောက်သူအိတ်သွားမယ်မနေ့ကျရင်သူထမယ် fresh ဖြစ်မယ်ကလေးကမျက်နှာတွေပါပြည့်ပြီးဝါတချို့ကလေးတွေကတခါတည်းပိန်ပြီးတော့ဟာလာမနက်မိုးလင်းထားရင်မျက်နှာဟောက်ပဲနဲ့အိတ်တော့အိတ်တယ်ဒါပေမဲ့ခုနပြောလို့ခေါင်းတော့အိတ်ချင်းနဲ့မအေးရဘူးကလေးကညဗိုက်စားနေတယ်ဒါတက်နိုင်တဲ့မိဘတွေပေါ့နော်အဲ့တော့ဒီကလေးကိုကြည့်ရဒီကလေးအနေထားပြီးလို့ရှိတယ် right နာပြောအဲ့တော့ညအိတ်ကန်ဒီမှာလည်းဖြစ်နိုင်နှုတ်လေးပါလေးတိုက်မုတ်ကလေးပါလေးနည်းနည်းပါကျွေးချက်ပြီးတော့တိတ်လိုက်မယ်ဆိုလို့ရှိရင်ကလေးကတညလုံးနာပြောလို့ဟလာမနိုးတော့ဘိုက်မစားတဲ့အတွက်တောက်လျှောက်သူအိတ်သွားမှာဖြစ်တယ်အဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့ဒါမိဘနဲ့ကလေးတွေနဲ့အပေါ်မှာချို့ကလေးတွေကအိပ်ပြီဆိုရင်မနေ့မိုးလင်းမှနိုးကြတာများတယ်တဲ့ဒါကြောင့်ကလေးတွေကိုအထူးသဖြင့်အသက်9 နှစ်အရွယ်ရောက်ပြီဆိုရင်သူတို့ကိုစောစောအိတ်တက်တဲ့အချင်းကိုလှုပ်ပေးထားမယ်ဆိုလို့ရှိရင်အမြဲတမ်းအတွက်အဆင်ပြေတယ်အဲ့တော့ခုနပြောသလိုအိတ်ခမ်းကိုကဘယ်လိုလုပ်မလဲဘယ်လိုပြင်ဆင်ထားမလဲကလေးကိုဘယ်လို train လုပ်ပေးထားမလဲကောင်းအိယာဆောင်အိယာမိုးလင်းထတာနဲ့ဘယ်လိုပြင်ဆင်ထားမလဲ
အမိုက်တရက်အခန်းထဲမှာဘာတစ်ခုမှမရှိစေရဘူးအမိုက်ပုံးလေးကိုတောင်းမှထားပေးထားမယ်စကူပါညာအပိုးတွေပေါ့နော်ဒါတွေအမိုက်ပုံးထဲမှာတွန်းတဲ့အချင်းကိုလုပ်ပေးထားမယ်ဆိုရင်ဒီကလေးဟာခုနပြောပြီးတကယ်ဟလာစီကန်းရှိပြီးတော့အလွန်ကောင်းမွန်တဲ့ဟလာဇာတိတကောင်းမွန်တဲ့ကလေးတယောက်ဖြစ်မှာအတွက်သိကြပါတယ်ပေါ့နော်ဒါသူကဆက်ရည်တယ်စာရေးစရာဒီရွယ်ကလေးတွေကအများပြည်သူတို့ရဲ့ပင်ကိုယ်ဇယိုက်တွေစတင်ဖွံ့ဖြိုးတဲ့အချိန်လို့ပြောရင်လည်းရပါတယ်တဲ့နောက်ပြီးတဦးချင်းအလိုက်ဖြစ်စေအုပ်စုလိုက်ဖြစ်စေသူတို့အားတန်ရာဇယိုက်တွေဖြစ်တည်လာတတ်ကြတယ်အဲ့ဒီဇယိုက်တွေကသူတို့ရဲ့အနာဂတ်အတွက်အမြဲတမ်းဖြစ်သွားတဲ့အတွက်ကြောင့်ဒီဇယိုက်တွေကိုပြောင်းလဲဖို့အတွက်တော့ခက်တယ်အဲ့ဒါကြောင့်မလို့ဒီအချိန်မှာသူတို့ရဲ့ character ပေါ့နော်ဒီဇယိုက်ကကောင်းမွန်တဲ့ character ဖြစ်ဖို့အတွက်ကိုမိဘကသူတို့ကိုနေ့စဉ်တူကအထူးသဖြင့်နေ့လည်နေခင်ထိုင်နေတဲ့ချိန်အစာစားနေတဲ့ချိန်ဒါမှမဟုတ်ရင်ကြောင်းစာအိမ်စာလုပ်နေတဲ့ချိန်ကစားနေတဲ့အချိန်တွေမှာတယောက်ဖက်ဖြစ်ပါသေးတငယ်ချင်းတွေနဲ့ဖြစ်ပါသေးအဲ့တော့ဒီချိန်မှာခုနပြောခဲ့တဲ့မကောင်းတဲ့ character တွေမကောင်းတဲ့အပြောဆိုအသုံးအနှုန်းတွေအဲ့ဒါမျိုးလေးတွေသုံးမယ်ဆိုလို့ရှိရင်လည်းဒါကိုဂရုတစိုက်နဲ့ဟလာမသုံးဖြစ်အောင်ဒီချိန်မှာကျွန်တော်တို့သူတို့ကိုကာကွယ်လို့ရတယ်။နောက်ငယ်ငယ်တွေကဆဲတက်တယ်ခုနပြောခဲ့လို့ကြင်ကြင်တန်းတန်းယုံရင်ဆန်တဲ့သဘောမျိုးတွေနဲ့ပြောတတ်ဆိုတတ်တယ်ဆိုရင်တော့ဒီကလေးတွေရဲ့ဘဝခုနပြောခဲ့သလိုပဲမကောင်းတဲ့အချင်းစရိုက်တွေပါသွားနိုင်တယ်။ငယ်ငယ်တွေကရင်ချီချီတိမ်တိမ်မွေ့မွေ့နဲ့မိဘလုပ်တဲ့လူတွေကအရှိအပြောတာဆိုတာသူတို့တွေကကြောင်းပြီးတော့ကြည့်တိတ်ကလေးကြည့်နေသူမိဘဘယ်လိုပြောလဲဘယ်လိုပုံစံနဲ့စကားပြောတယ်တတရဲ့ရင်ကျေးဆိုအဲ့ဒါတွေကကြီးတဲ့အထိပါသွားတယ်သူကဆက်ပြောတယ်အဲ့ဒီအကြောင်းပါပဲဥပမာအဖြစ်တဲ့သူတို့ကပတ်ဝန်းကျင်တစ်ခုကနေအခြားတစ်ခုကိုပြောင်းလဲပေးလိုက်သူတို့ရဲ့တုံ့ပြန်မှုတွေစိတ်ပျက်စရာဖြစ်လာတယ်တဘောကပါလဲသူတို့ကပတ်ဝန်းကျင်အသစ်ကိုမသွားကြကြသူတို့ကပတ်ဝန်းကျင်အသစ်ကိုမရင်ဆိုင်ကြကြတနည်းအားဖြင့်ပေါ့လေဥမာအဖြစ်မူလကင်တာဂါဒန်ပြီးသွားkindergarten ပြီးသွားတဲ့ခါကျလို့ရှိရင်ဟလာ primary school ကိုသွားမယ်ဒါမှမဟုတ် primary school ပြီးသွားတော့ secondary school ကိုသွားမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်တခြားခုနပြောခဲ့သလိုဦးလေးအိမ်တို့အတော်အိမ်တို့ကိုပထမဆုံးချိန်သွားတဲ့အခါကလေးတွေကပတ်ဝန်းကျင်ကိုအသစ်တွေဆိုတော့မရင်ဆိုင်ရဲကြအဲ့တော့မိဘလုပ်တဲ့လူကဒါမျိုးလေးတွေမှာသူကပြောပြတာအခုသွားတာကဘ누구နင်းရဲ့အတော်တော်တယ်နင်းဦးလေးတော်တယ်ဒါနင်းရဲ့ကာဇန်တွေဖြစ်တယ်နင်းရဲ့ဝင်းခွဲတွေဖြစ်တယ်အဲ့ဒါမျိုးလေးတွေနဲ့သူတို့ကိုမကြောက်အောင်ဒါမျိုးလေးတွေလုပ်ပေးတာအဲ့တော့ခုနပြောတဲ့မရင်ဆိုင်ရဲတဲ့ပြဿနာတွေကိုရင်ဆိုင်ရဲအောင်ကြိုတင်ပြီးတော့အဲ့ဒီပတ်ဝန်းကျင်မှာဘာတွေဖြစ်နိုင်တယ်ဘယ်လိုဟာမျိုးတွေရှိနိုင်တယ်ဒါလေးတွေကိုကြိုတင်ပြောထားရင်ကလေးတွေကသူတို့ကကြိုတင်ပြီးတော့ကိုပြင်ဆင်တိုင်းသွားတယ်လာတဲ့အခါမှာကလေးတွေအတွက်အစိမ့်သက်မဟုတ်တော့ဘဲနဲ့အဲ့ဒီပတ်ဝန်းကျင်ကိုရင်ဆိုင်ရမယ်ရင်ဆိုင်လာရဲတဲ့စိတ်ဓာတ်တွေသူတို့မှရှိလာတဲ့အတွက်ကြောင့်ကလေးတွေကအဲ့ဒီစိတ်ဓာတ်ကတပြေးပြေးနဲ့ကြီးထွားလာတဲ့အခါ10နှစ်15နှစ်ရောက်တဲ့အခါမှာသူတို့တွေကဘယ်လိုပတ်ဝန်းကျင်ကိုပဲသွားရပါစေအဲ့ဒီပတ်ဝန်းကျင်ကိုအမေဖေကကြိုတင်ပြီးတော့ပတ်ဝန်းကျင်အစ်စ်မှာဘယ်လိုပြောပြအဲ့ဒီတိုင်းပဲအဲ့ဒီကလေးတွေကလည်းအဲ့ဒီပတ်ဝန်းကျင်ကိုသွားလို့ရှိရင်အဲ့ဒီပတ်ဝန်းကျင်မှာဘာတွေဖြစ်နိုင်လဲဘယ်လိုအခြေအနေတွေရှိလဲဘယ်လိုအခက်အခဲတွေရှိလဲသူတို့တွေကကြိုတင်လေ့လာတဲ့အကျင့်ကလေးတွေကိုအဲ့ဒီ9နှစ်အရွယ်လောက်မှာဒါမျိုးလေးတွေကို train လုပ်ပြီးတာဒါကြောင့်မလို့တချို့ကလေးတွေက9နှစ်အရွယ်မှစပြီးတော့ကြောင်းထားမယ်ဆိုရင်သူတို့ဟာတော်တော်နဲ့မသွားကျင်ကြဘူးတွန်းဆုံလုံနေတာကိုတွေ့မြင်ရလိမ့်မယ်သူတို့တွေကတကယ်တော့အဲ့ဒီပတ်ဝန်းကျင်အသစ်ကိုမတွေ့ဘူးတဲ့မကြုံဘူးတဲ့အခါကျတော့ကြောက်နေတာအမှန်ပဲတဲ့အဲ့ဒီပတ်ဝန်းကျင်အသစ်ကကျောင်းသားတွေဆရာမတွေကိုမရင်ဆိုင်ရဲတာကတော့သိကြတာပေါ့နော်ဒါသူတို့ရဲ့မရင်ကျက်သေးတဲ့သဘောကိုပြောပြနေတာလေအမှန်ပဲတဲ့ဒါတွေကိုရင်ဆိုင်ရအောင်မိဘတွေကနားလည်မှုတွေနဲ့သင်ပေးရမယ်အစားအကြောင်းမသွားဘူးဆိုပြီးတော့ခုနလိုပေါ့နော်အများအဖြစ်တွေ့နေရတာတွေကခုနပြောခဲ့တယ်နင်ကြောင်းမသွားရင်နင့်ကငါရိုက်မယ်နော်ဆိုတဲ့အခါကျတော့ကလေးကအိမ်မှာလဲမိဘရိုက်မှအတွက်ကြောက်နေရတယ်တပုံစံဒါကကြောင်းသွားတဲ့အခါကျတော့လေကျောင်းမှာမရင်ဆိုင်ရဲတယ်တကယ်ချင်းအစ်စ်တွေကိုဘယ်သူတွေမှမသိဘူးဆရာအစ်စ်တွေဘယ်လိုပုံစံနေမှမသိဘူးအဲ့တော့နှခါကြောက်ဖြစ်တဲ့အတွက်ကြောင့်ဒီကလေးတွေရဲ့စိတ်ထဲမှာကြောက်စိတ်ကဝင်သွားရဒါကြောင့်မလို့အသက်ကြီးလာတဲ့အခါမှာ
အရာရာကိုရင်ဆိုင်မှုအတွက်အခက်အခဲတွေဖြစ်လာနော်အဲ့တော့အဲ့ဒီချိန်မှာအဲ့လိုရိုက်နေမယ်အစားပေါ့နော်မိဘတွေအနေနဲ့ကိုဒါမျိုးတွေကငါအနေနဲ့သေချာပေါက်နော်ကလေးကိုပထမကျောင်းကိုမအပ်ခင်ကလေးကဒီကျောင်းကိုဘယ်လိုရှိတယ်ဒီကျောင်းမှာဘယ်လိုတွေရှိတယ်ဘယ်လိုတွေဖြစ်နိုင်အခုကိကတော့လွယ်သွားပါပြီ TV တွေ television တွေရှိနေတဲ့အတွက်ကြောင့်မလို့ကျောင်းအသစ်တွေမှာဘယ်လိုရှိတယ်ပုံစံကလေးတွေကိုပြရင်ကလေးတွေကတပြေးပြေးနဲ့ငါဒီသွားရင်ဒီလိုဖြစ်မယ်ငါဒီသွားရင်ဒီလိုဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောလို့ကျောင်းမသွားဘူးမိဘကပြောမယ်ဆိုမယ်ဟလာကြံတန်းပြောမယ်ဒါမှမဟုတ်ရိုက်မယ်ဆိုရင်ကလေးရဲ့စိတ်ထဲမှာမိဘအပေါ်မှာလည်းအမြင်ဆောင်သွားငါမိဘတကယ်တော့ငါ့ကိုမချစ်ဘူးတွေ့တာနဲ့အော်နေတာပဲတွေ့တာနဲ့ပြောနေတာပဲတွေ့တာနဲ့စူနေဆဲနေတာပဲဆိုပြီးတော့အဲ့လိုအမျိုးတွေဖြစ်တတ်တာကိုတွေ့ရတယ်ဒါကြောင့်မလို့ဒီအရွယ်ကလေးတွေကိုတစ်ခါမှခုနပြောခဲ့တယ်လို့သူတို့ရဲ့စိတ်ထဲမှာကိုမိဘအောင်ပေါ့လေဒီမကောင်းမထင်ရအောင်မိဘကသူတို့ကိုတကယ်ချစ်ခင်ကျင်တာတဲ့စိတ်ရှိတယ်ဆိုတာကိုသိရအောင်เนาะတိတိကျကျရှင်းပြဖို့လိုအပ်တယ်ရိုက်ပြီးတော့ရိုက်မောင်းပုံနှောင်ပြီးတော့ပြောနေမယ်စပေါ့သူကဆက်ရေးသေးတယ်နောက်ပြီးဒီအရွယ်ကလေးတွေကတခါတည်းသူတို့မှလွတ်လပ်နေခြင်းနဲ့စိတ်ကလေးတွေလည်းရှိတတ်တယ်တဲ့အေးဆေးဆေးနေခြင်းနဲ့ဆိုတဲ့သဘောပေါ့တနည်းအားဖြင့်သူတို့ကိုသွားပြီးတော့ဇူလားပူလားအော်လားငေါ့လားဟိုမလုံးနဲ့ဒီမလုံးနဲ့သူတို့အေးဆေးနေခြင်းအဲ့ဒီအချိန်မှာသူတို့ကိုမိဘတွေကတခုခုလှုပ်ခိုင်းလို့ရှိရင်သူတို့တွေကတွန်းဆုပ်လုံနေတတ်ပြီးတော့ပေကလုံနေတာသူတို့ဟာလွတ်လပ်နေခြင်းနဲ့ဆိုတာကိုပြနေတာပဲတဲ့ဒါတွေကိုမိဘတွေကသဘောပေါက်ရအဲ့လိုခဏဖြစ်နေတတ်ရင်အဲ့ဒီအခြေအနေဟာကလေးကိုဂျစ်ကန်လှုပ်ချင်တဲ့အကျင့်တွေပေါ်ပေါက်လာစေတယ်တဲ့မိဘတွေကိုမတရားလုပ်တယ်လို့ထင်သွားတတ်ကြတယ်သူတို့မှာဂလန်ကဆန်လှုပ်ချင်တဲ့စိတ်တွေဝင်လာတတ်ကြတယ်ဒါကတော့သဘောပဲလေသဘောကဒါအမှန်ပဲဖြစ်တယ်တခါကျရင်သူတို့ကိုလွတ်တဲ့အချိန်မှာလွတ်ပေးလိုက်ကဲတဏှာကြီးအတွင်းထဲမှာမင်းတို့ကစားကြိုက်တယ်လို့လုပ်မင်းတို့ငါတို့ဘာမှပြောပြအကြောင်းမရှိဘူးဆိုပြီးတော့အဲ့လိုအမျိုးအချိန်ကတ်တန့်ကလေးတွေနဲ့လှုပ်ပေးလိုက်မယ်ဆိုရင်သူတို့လည်းသဘောပေါက်သွားမှာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာအနည်းရန်ကြမ်းတန်းနဲ့အော်ဟစ်စူပူပြီးတော့ရိုက်နိုင်နေမယ်ဆိုလို့ရှိရင်အဲ့ကလေးတွေမှာခုနပြောခဲ့သလိုမိဘကိုစန့်ကျင်လာတဲ့ဒီจิตကံစိတ်တွေကဝင်လာရင်ကြီးလာရင်မလွယ်တော့ကျောင်းမှာလည်းသူจิตကံလုပ်မှာပြီးရင်အပေါင်းအသင်းတွေကြားထဲမှာလည်းจิตကံလုပ်မှာတနည်းနဲ့ဒီကလေးကမလိုအပ်ဖဲနဲ့စိုးသွားတဲ့လူငယ်တယောက်ဖြစ်တယ်ဒါမှမဟုတ်ဒီကလေးတွေကြီးလာရင်နောက်ပိုင်းမှာလည်းမလွယ်တော့ဘူးနောက်ဆက်ရေးတယ်ဒီမှာအမှန်တော့မိဘတွေအတွက်ဒီလိုအခြေအနေတွေကိုမြင်လိုက်ရင်အစကတည်းကသားသမီးတွေခံစားနေရတဲ့ပြဿနာကိုမေးမြန်းကြည့်ရအဖြေဟာဘယ်မှာရှိနေသလဲဆိုတာကိုလည်းမိဘတွေအနေနဲ့သဘောပေါက်ရအဲဒါကြောင့်မလို့ခုနပြောခဲ့သလိုတိတ်တင်းလုံးအကြည့်ရင်လည်းဂျိုးကပြတ်သွားဖို့အတွက်ရှိအဲဒါကြောင့်မလို့မတင်းမလျှော့ဒီရွယ်မှာလှုပ်တင်လှုပ်တတ်တာကိုလုပ်ရနောက်ကလေးတွေကိုပျော်အောင်လဲထားရမယ်စီကံလဲပေးရမယ်အဲစီကံလေးတွေကဘယ်လိုရှိလဲဆိုတာကိုသူတို့တွေတည်သွားလို့ရှိရင်သူတို့တွေကငါဒီချိန်မှာဒါလုပ်ရမယ်ငါဒါမလုပ်ရင်မဖြစ်ဘူးငါ့ကိုတော့ခုနပြောခဲ့သလိုစီကံနဲ့ပြန်ကင်မှာပဲဆိုတာကိုသိရင်အဲ့တော့လွတ်ပေးတဲ့အချိန်မှာလည်းလွတ်ပေးလိုက်အဲ့တော့ခုနပြောခဲ့သလိုငါမိဘလွတ်ပေးတဲ့အချိန်မှာလွတ်ပေးတယ်ကစားဖို့လည်းပေးတယ်စားဖို့လည်းပေးတယ်သွားဖို့လည်းပေးတယ်လဲဖို့လည်းပေးတယ်ဒါပေမဲ့အိမ်မှာတော့အမေသဘောအတိုင်းကတော့စာတွေပြန်ဖတ်ရမယ်စီကံတွေရှိတယ်သူသိလာအဲ့တိုင်းမဲ့သားသမီးနဲ့မိဘတွေကပေါ့နော်သူတို့ဘာတွေဖြစ်ချင်လဲမေးမြန်းတဲ့အခါတွေမှာတဲ့သူတို့ခံစားနေရတဲ့အကြောင်းမှန်ကိုသိပြီးတော့ကိုယ့်ကိုသူတို့အကူအညီတောင်းတယ်ဘောကပါလဲဆိုရင်မိဘတွေကကလေးတွေကိုကြည့်ပြီးတော့တခါသူတို့တွေငိုင်းနေမယ်တွေးနေမယ်ကိုယ့်ကိုစကားမပြောဘူးအဲ့တော့မိဘကသူ့အနာသွားပြီးတော့သားကဘာဖြစ်လဲသမီးဘာဖြစ်လဲဆိုတဲ့အခါကျတော့သူတို့တွေကစိတ်ထဲမှာအကူအားထားတခုရှာနေတဲ့အချိန်မှာငါမိဘကငါ့ကိုကျင်နာနဲ့လာပြောတော့ပေါ့ဆိုပြီးတော့အိမ်မှာမိဘကိုသူကဖွင့်ပြောခြင်းနဲ့စိတ်တွေဖြစ်လာသူရင်ထဲမှာခံစားနေရတဲ့ပြဿနာကလေးတွေကိုသူလာပြီးတော့ပြောလိမ့်သူအကူအညီတောင်းလိမ့်မယ်အဲ့ဒီချိန်မှာမိဘတွေကသူတို့ရဲ့အကူအညီကိုကောင်းကောင်းလေးတုံ့ပြန်လိုက်ရင်အဲ့လိုကလေးမျိုးတွေကညီနိုင်ဆိတ်ဆက်ခြင်းစိုးကောင်းတိုင်ပင်ခြင်းဆိုတဲ့သဘောတရားအယူဆတွေကိုနားလေလက်ခံနိုင်တဲ့လူတွေဖြစ်လာနိုင်ပြီးသူတို့ကြီးလိုက်ရင်
အဲ့ဒီလိုလူကောင်းသူကောင်းတွေဖြစ်သွားနိုင်တယ်အဲ့တော့ဒါကြောင့်ပြောတာဟိုမိဘနဲ့အမြဲတမ်းတိုင်ပင်မရှိဘူးတချို့မိဘတွေ complain လုပ်ကြတယ်သူလှုပ်ချင်တာလှုပ်နေတာပဲဘာမှလည်းမပြောဘူးဘယ်ပြောမလဲကိုကဘယ်တော့မှသူ့ကိုပြောဖို့အခွင့်အရေးပေးတယ်မပေးခဲ့ဘူး right အဲ့တော့ကိုကသိရမယ်အပြဿနာကကလေးတွေဆိုတာကပလိမ့်မယ်ဘာမှနားလဲတာမဟုတ်ဘူးမိဘတွေကနားလဲတယ်သိတယ်ဆိုတဲ့အခါကျတော့သူတို့ကိုမေးရမယ်ဒါဘာဖြစ်ချင်တာလဲသမီးဘာဖြစ်ချင်တာသူတို့ကိုခုနပြောလို့သူတို့ကလည်းစိတ်ပြက်နေတယ်ကိုကလည်း ignore လုပ်တာတယ်မသိကြအောင်စောင့်အခြေအနေကပို့ဆိုးသွားအဲ့တော့မေးမြန်းလိုက်တဲ့အခါကျတော့သူတို့တွေစိတ်ထဲမှာအာကိုအားထားရှိတယ်ကိုလာပြီးတော့မေးမယ်ပြောမယ်လုပ်မယ်ဆိုတဲ့အခါကျတော့ဒီကလေးကတဖြည်းဖြည်းနဲ့မိဘတွေနဲ့တိုင်ပင်ခြင်းနဲ့စိတ်ဖြစ်လာတိုင်ပင်ခြင်းနဲ့စိတ်ဖြစ်ပြီးတော့ဘယ်အကြောင်းရမစို့ပေါ့နော်အမေဒီလိုရှိတယ်အဖေဒီလိုရှိတယ်အဲ့လိုဟာမျိုးခုနပြောလို့တနည်းအားဖြင့်စိုးတိုင်ပင်ကောင်းတိုင်ပင်ဆိုတဲ့စိတ်တွေသူတို့ထဲမှာဝင်လာအောင်ဘယ်သူပဲလုပ်ပေးနိုင်မိဘတွေပဲလုပ်ပေးတယ်ဒါကိုသဘောပေါက်နောက်ပြီးတော့အဲ့ဒီအရွယ်ကလေးတွေကတကယ်တော့သူတို့ကတကယ်ပုံမှန်လင်းလင်းရှိတဲ့ကလေးတွေဖြစ်စကားကိုအမှန်တိုင်းပြောတတ်တယ်စိတ်ထားကတကယ်ကိုရိုးစင်းပြီးတော့အယောင်ကင်းတယ်နောက်ပြီးအမှားမြင်စိတ်ဆိုးလွယ်တတ်တဲ့အကျင့်မရှိပဲအမှန်ကိုလက်ခံပြုပြင်တတ်တဲ့အကျင့်လည်းသူတို့မှာရှိအဘောကအဲ့ဒီ9 နှစ်အရွယ်ကလေးဆိုတာကသူက very sincere ဖြစ်စိတ်တက်ကဖွင့်လင်းတယ်အမှန်ကိုအမှန်တိုင်းပြောမယ်အမှားကိုအမှားတိုင်းပြောမယ်အဲ့ဒီချိန်မှာအရှိကလူကြီးတွေကကလင်ကကြစ်တွေလုံးမဲ့စကားကိုမဟုတ်မဟုတ်တယ်သူတို့ရှင်းမှာပြောပြဆိုပြမယ်ဆိုရင် then they will copy that one သူတို့မကောင်းတဲ့အကျင့်တွေသူတို့အကိုတူခိုးလိုက်နေမှာပေါ့နော်အဲ့တော့ဒီအချိန်မှာသူတို့တွေကပုံမှန်လင်းလင်းနဲ့ပြောတတ်ဆိုတတ်တဲ့ကလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီပွင့်လင်းမှုကိုပြန်ကြည့်မယ်ဆိုသူတို့တွေကတော်တော်ကိုရိုးစင်းအယောင်စင်းတွေသူတို့ကင်းတယ်ပွင့်လင်းမှုရှိတယ်အဲ့တော့အမှားရင်လည်းမှားတယ်ပေါ့မှန်ရင်လည်းမှန်တယ်ပေါ့ဟုတ်ပါတယ်အဲ့တော့အဲ့လိုလေးတွေကိုလက်ခံပြုပြင်ပေးမယ်ဆိုလို့ရှိရင်လည်းတဲ့အဲ့ဒီကလေးတွေကတော်တော်ကိုကြီးလာတဲ့အခါမှာလူကြီးမိဘပြောတဲ့စကားကိုတယိုတတိနဲ့နားထောင်တတ်တယ်အမှားဖြစ်ရင်လည်းမှားတဲ့အကြောင်းပွင့်ပွင့်လင်းလင်းပြောတတ်တယ်မှန်ရင်လည်းမှန်တဲ့အကြောင်းပွင့်ပွင့်လင်းလင်းသူတို့ပြောတတ်အဲ့ဒီကလေးတွေကတကယ်ကိုယ့်ရဲ့ယတနာလေးတွေဆိုတာကိုသဘောပေါက်သွားတယ်ဘယ်လိုပြုပြင်ပေးတာဟိုပဲမိဘပဲအဲ့မိဘကခုနအရှိရနဲ့လမ်းပြရင်ကောင်းတဲ့လမ်းပြရင်သူတို့ကောင်းတဲ့လမ်းကိုရှောက်မှသိကြပါတယ်အဲ့တော့အဲ့ဒါအတွက်ကြောင့်မလို့ဒီလိုဟာမျိုးလေးပြုပြင်ပေးလိုက်တဲ့အခါကျတော့အဲ့ဒီကလေးတွေကတဖြည်းဖြည်းကြီးလာတဲ့အခါကျတော့ခုနပြောခဲ့သလိုပွင့်လင်းတဲ့စိတ်ဓာတ်ရှိတဲ့စိတ်ဓာတ်ကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ကလေးတွေဖြစ်လာအဲ့တော့အဲ့ဒီကလေးတွေကိုပိုင်ဆိုင်တဲ့မိဘတွေအတွက်ကြတော့ဒီကလေးတွေကိုကြည့်ပြီးတော့ကြောင်သွားတယ်အိမ်မှာနေတယ်စာကိုပုံမှန်ဖတ်တဲ့အချိန်တိုင်းသွားပြီးတော့ကစားတယ်တကယ်ချင်းတွေနဲ့လည်းတွေ့တယ် so that is the right way to promote to establish the children at your home ပေါ့နော်ကိုယ်အိမ်မှာဒါလေးတွေဒီလိုဟာမျိုးလေးတွေဖြစ်တယ်ဆိုရင်မိဘတွေကလည်းဝမ်းသာငါတို့မွေးတဲ့ကလေးတွေမွေးရကြိုးနှက်တယ်နော်အဲ့တော့သူတို့အတွက်တကယ်တန်ဖိုးရှိတဲ့ကလေးတွေဖြစ်လာတာကိုသိတဲ့အတွက်ဒီလိုတန်ဖိုးရှိတဲ့ကလေးတွေကိုတကယ်တန်ဖိုးရှိတဲ့မိဘတွေကပဲသူတို့ကိုပြုစုပြောထောင်ပြီးတော့ဘယ်ပုံဘယ်နည်းတွေနဲ့ကင်တွယ်ရမလဲသူတို့ကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးရမလဲ then they come to know about it အဲ့တော့ဒီ9 နှစ်အရွယ်ကလေးတွေနဲ့ပတ်သက်ပြီးတော့အခုလိုအဆိုးအကောင်အကျိုးအကြောင်းတွေကိုဒီလိုအမျိုးအချက်နဲ့တင်ပြလိုက်တဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့ဒီအပေါ်မှာအများကြီးပဲသင်ခန်းစာရတယ်ပေါ့နော်ကျွန်တော်တို့ဆိုတာဒီမိဘတွေအနေနဲ့အဲ့တော့နောက်ဆုံးပြောချင်တယ်တဲ့9 နှစ်ရွယ်ကလေးတွေကအလုပ်တွေကိုကောင်းကောင်းလုပ်ကင်နိုင်တဲ့အနေအထားမှာမရှိသေးဘူးဒါကြောင့်မလို့ဒီအရွယ်တွေမှာဒါလည်းမလုပ်တတ်ဘူးလားဒီလိုနားမလဲဘူးလားအပြစ်တင်ပြောဆိုရိုက်နှက်ရမယ်မှားနေမယ်နော်ဒါကိုသတိထားအဲ့တော့သူတို့တတ်နိုင်တဲ့အလုပ်ကလေးတွေကိုပဲလုပ်ခိုင်းရတပည့်စည်းလည်းမပြောင်းဘူးလာသားနင်းကုန်ကဆုံးမမယ် no don't do that သိရမယ်ဒီ9 နှစ်ရွယ်ကလေးကဒါကိုမလုပ်နိုင်ဘူးပကံဆေးတာမပြောင်းဘူးပဲဆေးနိုင်တယ်ပကံဆေးတာကွဲကြပကံနဲ့လက်ထက်ကလွတ်ပြီးကွဲကြတယ်ကြားမှာပေါ့ you cannot do that the parents should know မိဘကဒါကိုသိရ
အဲ့တော့မခိုင်းမဲနေရင်လည်းမတင်ပေးလိုက်နိုင်တဲ့အတွက်ကြောင့်မလို့ကြီးလာလို့ရှိရင်ကိုယ့်အတွက်ကလည်းအရှုံးဖြစ်မှာပဲအဲ့တော့မခိုင်းမဲနေရင်လည်းလှုပ်ချင်တဲ့စိတ်တွေဖြစ်အောင်မတင်ပေးလိုက်နိုင်တဲ့အတွက်ကြီးလာမှခိုင်းရာကနေမဖြစ်လိုက်စိတ်ပြက်စရာတွေဖြစ်လာတယ်ဒါကြောင့်မလို့ခိုင်းရင်လည်းခိုင်းတယ်ဆိုတာတည်းတင်ပေးတယ်ဆိုတဲ့စကားကိုသုံးရင်ပို့ပြီးတော့ကောင်းတာပေါ့တဲ့ဒါကြောင့်လည်းကလေးလည်းလုံနိုင်တဲ့အနေထားအပြင်ဥမာအယုတ်ကလေးတွေကစားပြီးရင်ပြန်သိမ်းတာမျိုးတို့စာအုပ်ကလေးတွေကိုဖတ်ပြီးပြီဟလာကာတွန်းစာအုပ်ဖြစ်ပြီးရုပ်ပြစာအုပ်ဖြစ်ပြီးကျောင်းသင်ခန်းစာတွေဖြစ်ပြီးဖတ်ပြီးပြီဆိုရင်စနစ်တကျပြန်ပြီးတော့သူ့နေရာနဲ့သူထားတာမျိုးတွေအိမ်မှာအမိုက်တွေကိုဟိုဒီမပြစ်ပဲနဲ့အမိုက်ပုံးထဲမှာပြစ်တတ်တဲ့အကျင့်ကလေးတွေလုပ်ပေးတာအဲ့ဒီလိုလုပ်ပေးလက်ကျင့်ပေးတဲ့အခါကျတော့ကလေးတွေကစနစ်တကျနဲ့သူ့ဟာနဲ့သူလှုပ်တတ်ကင်တတ်တဲ့စိတ်တွေဖြစ်တယ်အဲ့ခါမှာကလေးတွေကအလုတ်လုတ်တတ်တဲ့အကျင့်ကလေးတွေရတယ်9နှစ်အရွယ်မှာပြပြင်းနဲ့ကောင်းကောင်းမွန်မွန်ပြဝမလုံလာနိုင်တဲ့ကလေးတွေအသက်အရွယ်ရောက်လာတဲ့အခါ50နှစ်ရောက်တဲ့အခါကျတော့ဒါတွေငါလှုပ်တဲ့တယ်တခါတည်းဆေးလိုက်တဲ့ဘက်ကနေပြောင်းနေတာလဲလိုက်တဲ့တပည့်စီးတွေတခါတည်းရှင်းနေတာအိမ်မှာစာအုပ်တွေထားတာညှိနေတာဖဏတ်တွေထားတာညှိနေတာအဲ့ဒါပါမိဘအသိရကိုယ်ကလေးရဲ့ energy ခုနပြောခဲ့တဲ့ mental power ဘယ်လောက်ရှိလဲဒါကိုသိပြီးတော့ကျင့်သုံးဖို့အတွက်ရည်ကျင်ဒါကြောင့်မလို့ဒီကလေးတွေမှာကောင်းကောင်းမွန်မွန်အလုပ်လုပ်တတ်တယ်အချင်းတွေရလာနိုင်တဲ့တာဝန်ဝတ္တရားတွေဟာဒါတွေပါလားဆိုပြီးတော့ကလေးတွေဟာသိလာလိမ့်မယ်ဒါအလွန်ကောင်းတဲ့ကလေးငယ်များပြိုးထောင်နည်းလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့3နှစ်အရွယ်ကလေးတွေရဲ့သဘောတဘာဝနဲ့9နှစ်အရွယ်ကလေးတွေရဲ့သဘောတဘာဝကကွာခြားတတ်တယ်ပြိုးထောင်တဲ့နီးလန်းတွေကလည်းကွာခြားတတ်ကြောင်းမိဘတို့နားလည်ထားရမယ်တဲ့ဒိုနီတိုင်း9နှစ်အရွယ်ကလေးတွေနဲ့လူပြိုဝင်းအရွယ်လူငယ်တွေရဲ့စိတ်ဓာတ်နဲ့လည်းသဘောတဘာဝတွေကခြားနာတတ်တဲ့အတွက်ကြောင့်သူတို့အကြောင်းကိုလည်းအလင်းသိမ့်တယ်လို့ရေးလိုက်ပါအောင်မယ်တဲ့အဲ့တော့ဒီအပိုင်း3မှာကတော့ဒီကျမသားလေး9နှစ်ရောက်ပြီဆိုတော့ဒီ9နှစ်အရွယ်ကလေးတွေကိုကင်တွယ်ပုံကင်တွယ်နည်းထိမ့်သိမ့်ပုံထိမ့်သိမ့်နည်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီစာအုပ်ပေါ့နော်ဒီစရိတကောင်းမွန်တဲ့လူငယ်များဟာလာပြုစုပြောထောင်ရေးဆိုတဲ့ဒီစာအုပ်ရဲ့